ဟုတ်ကဲ့ဒါကတော့ကျွန်တော်ထိုင်းလဲသွားတော့မှာပေါ့နော်ထိုင်းလဲသွားတော့မှာရိုက်ထားတဲ့ဘလော်လေးဖြစ်ပါတယ်ဗျဒါတော့အင်ချွန်းလေစိတ်ဖြစ်ပါတယ်ကျွန်တော်အင်ချွန်းလေစိတ်ကိုရောက်နေဖြစ်ပါတယ်ဗျထိုင်းကိုတော့ကျွန်တော်တို့ဂိတ်နံပါတ်30ကနေပြီးတော့မှကျွန်တော်တို့သွားစီရမှာဖြစ်ပါတယ်ဂိတ်နံပါတ်30ကိုသွားမယ်ဟုတ်ကဲ့ဂိတ်နံပါတ်30နာရောက်တဲ့ခါကျတော့ဒါထိုင်းလေကြောင်းတိုင်းနေရာပေါ့နော်ဂိတ်ပေါ့ဟုတ်ကဲ့ဂိတ်နံပါတ်30ကိုကျွန်တော်တို့ဖြောက်ဝင်းနေပါပြီလေမော်တက်ဖို့တန်းစီနေပါပြီလင်းပေါ်ကိုတက်ဖို့အတွက်ကျွန်တော်တို့အောက်ကိုဆင်းသွားပြီခင်ဗျဟုတ်ကဲ့အခုဆိုရင်လေရင်ထဲကိုရောက်ပါပြီဟုတ်ကဲ့ထိုင်းလေရင်မယ်လေးတွေကလည်းနှုတ်ဆက်နေတာဖြစ်ပါတယ်ဗျာအခုဆိုရင်လေရင်ပိုက်ထဲကိုရောက်သွားပါပြီခင်ဗျကျွန်တော်တို့ခုရှားနေတာဖြစ်ပါတယ်လေရင်ကြီးကလေရမ်းကိုကြီးတာဒီလေရင်ပိုက်ထဲမှာဆိုလို့ရှိရင်များသွားဖြစ်တာကိုရီးယားသားတွေများကြတယ်ဗျကိုရီးယားတွေကနေပြီးတော့မှထိုင်းကိုသွားလဲကြတာများတာပေါ့နော်ဒါကျွန်တော်ထိုင်ရမယ့်နေရာကိုကျွန်တော်သွားနေတာဖြစ်ပါတယ်ဗျဟုတ်ကဲ့အခုဆိုရင်ကျွန်တော်ထိုင်ရမယ့်ခိုးနေရာကိုရောက်ပါပြီလေရင်ထွက်ဖို့အချိန်ကလည်းတဖြည်းဖြည်းနဲ့နီးကပ်လာပြီဖြစ်ပါတယ်ဗျအဲ့ဒါဆိုရင်ကျွန်တော်တို့ကိုရီးယားနဲ့ထိုင်းနဲ့မိုင်ဘလောက်ဘယ်နှကီလိုဝေးလဲဆိုတာကျွန်တော်တို့တစ်ချက်ကြည့်ကြရအောင်ဟုတ်ကဲ့ကိုရီးယားနဲ့ထိုင်းကတော့မိုင်အားဖြင့်2289မိုင်ဝေးกว่าတာဖြစ်ပါတယ်ကီလိုမီတာဆိုရင်တော့3668ကီလိုမီတာဝေးတာဖြစ်ပါတယ်ဖီအားဖြင့်ဆိုရင်တော့22ဖီကျွန်တော်တို့ဝေးกว่าတာဖြစ်ပါတယ်ဗျဆိုရင်လေရင်ကတော့ထွက်နေပါပြီဒါလေရင်ကတော့စတင်ထွက်ခွာနေပြီဖြစ်ပါတယ်ဗျတဖြည်းဖြည်းနဲ့လေရင်ကလည်းကျွန်တော်တို့ကောင်းကင်ဘုံပေါ်တက်ကောင်းကင်ဘုံပေါ်ရောက်ဖို့အတွက်အရှိန်မြင့်လာပြီဖြစ်ပါတယ်တဖြည်းဖြည်းနဲ့တက်နေဖြစ်ပါတယ်ဗျကဲအပေါ်ကနေပြီးတော့ view လေးတွေကြည့်အောင်တိမ်တွေပေါ်မှာမကြခင်မှာလွင့်တော့မယ်နော်တိမ်တွေပေါ်မှာလွင့်နေတဲ့ဒီငါလေးအေးဟုတ်ကဲ့ဒါကတော့တဖြည်းဖြည်းနဲ့ဒါအပေါ်ရောက်လာတဲ့ခါကျတော့ဒါအပေါ်ကနေပြီးတော့မှအင်ချွန်းလေးစိတ်ကိုမြင်ရတဲ့မြင်ကွင်းပေါ့နော်တဖြည်းဖြည်းနဲ့တိမ်တွေပေါ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ကိုရီးယားနေစတင်ပြီးတော့ထွက်ခွာတာဖြစ်ပါတယ်ဗျာအခုဆိုရင်ဒါကျွန်တော်တို့တိမ်တွေပေါ်မှာရောက်ရှိလာပြီဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့လေရင်ပေါ်ကကျွေးတဲ့ဒါကျွန်တော်တို့အစားအစာဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ဒါကြက်သားနဲ့ဒီမင်းရောနော်ကြက်သားနဲ့အဲ့မှာဒါအချိုးလေးရောပါဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့သွန်နာဘူမိလေစိတ်ထိုင်းနိုင်ငံကိုရောက်လို့ကျွန်တော်တို့လေရင်ပေါ်ကနေဆင်းနေဖြစ်ပါတယ်လေရင်ပေါ်ကနေတော့မှထွက်လဲဖြစ်ပါတယ်ဗျဒါကတော့သွန်နာဘူမိလေစိတ်မြင်ကွင်းဖြစ်ပါတယ်သွန်နာဘူမိလေစိတ်ထဲကိုကျွန်တော်တို့ဒါလာဝကာကိုဖြတ်ဖို့အတွက်သွားနေရဖြစ်ပါတယ်ဗျလာဝကာကိုသွားရင်းနဲ့ဒါပတ်ဝန်းကျင်လေးကိုရိုက်ကြည့်တာပေါ့နော်လာဝကာကိုသွားနေဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ထိုင်းနိုင်ငံကိုရောက်ရှိသွားပြီဖြစ်ပါတယ်ဗျကျွန်တော်တို့ထိုင်းနိုင်ငံကိုသွားလဲတာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်ကဘလော်လေးရိုက်ထားပေါ့နော်ဒါတော့ကျွန်တော်တို့ထိုင်းနိုင်ငံရောက်ရှိနေတဲ့မြင်ကွင်းဖြစ်ပါတယ်ထိုင်းနိုင်ငံကတော့ဒါတော်တော်ကြီးကိုတိုးတက်သွားတဲ့နိုင်ငံပေါ့နော်ကျွန်တော်တို့နိုင်ငံဆိုတာတော်တော်ကိုနောက်ကျကြံခဲ့တဲ့နိုင်ငံလို့ပြောလို့ရတယ်ထိုင်းနိုင်ငံဆိုလို့ချင်းတကက်ကိုလင်ခွင်းကတကက်ကိုအဆင်ပြေတယ်ထိုင်းနိုင်ငံလည်းနည်းတိုးတက်သွားတာပေါ့နော်ဟုတ်ကဲ့အခုဆိုရင်လာဝကောက်ဖြတ်ပြီးလို့မို့ကျွန်တော်တို့ရောက်ရှိလာပြီဖြစ်ပါတယ်ဗျာကျေးဇူးတင်ပါတယ်